ရဲ့လမ်းများပေါ်ရှောင်သွားရင်မောပန်းနေလုံသားကလွန်စလို့တန်တာမိရဲ့အမေရဲ့အိမ်ကိုအိမ်များရဲ့အမေရဲ့မြတ်တာရင်နဲ့ဝေးခဲ့သူမောအာဒီပြန်လဲတွေ့ချောက်သွေးတဲ့အိမ်ပြန်ရှိရကြတဲ့မှာအရှိတစ်ခုပြေရက်စက်တဲ့နေရမြတိုက်ခိုက်ကြလို့အာနေနေပြီဆိုတင်ထားတဲ့စိတ်ဓာတ်များပြိုကွဲတော့မလားဆိုရင်လို့ဒီမှာတရားများအချင်းပြန်ချင်တဲ့နေချမ်းဆုံးမေးအိမ်ပြန်ချင်တဲ့နေထွေးဆုံးမေးအိမ်မရတဲ့ညစွာတဲ့ချာပေါ်တဲ့လေးညချာရဲ့အိမ်ပြန်ချင်တဲ့စိတ်ကလေးချာချက်တဲ့မျိုးပြလူလေးမှုစနေမှာစီမျောရဲ့နေပဲပြီးတဲ့ဒီတခုအဆုံးထိရောက်ဖို့ကြိုးစားနေသူမှာရိုးသားတဲ့ခြေလက်ကအမေအိမ်လေးတောင်တွေ့မိပြီလို့တရားကဒီမဲပြန်ချင်တဲ့နေချမ်းဆုံးမေးပြန်ချင်တဲ့နေထွေးဆုံးမေးအိမ်ရတဲ့ညစွာတဲ့တထားပေါ်တဲ့လေးများချာရဲ့အိမ်ပြန်ချင်တဲ့စိတ်ကြီးတာအားလုံးထက်ရွေးထွေးလုံလုံတဲ့နေရာမေးအိမ်ပဲသိလိုက်ရတဲ့အချိန်ကျတော့ကျွန်တော်ကဟိုးဝေးကြီးမှာရောက်ရှိနေခဲ့ပြီလေရိုးသားတဲ့ခြေလက်ကမေးအိမ်လေးတောင်တွေ့မိပြီလို့ညာနာအိမ်မဲကျွန်တော်လူအိမ်ပြန်ချင်တဲ့နေချမ်းဆုံးမေးအိမ်ပြန်ချင်တဲ့